အားလုံးပဲမင်္ဂလာပါကျွန်တော်ငပိမိဖုံဒီတိကြလားဗျငပိကိုစားနဲ့ကတ်ဖို့မှပိုစားကောင်းတာလေကျွန်တော်ငပိကိုဒင်္ဂါပြောက်လို့အဝိုင်းလေးလှုပ်လိုက်ပြီးရင်နှစ်ဖက်စလုံးမှာစားကတ်ပြီးမှမီးဖို့ပုံမှာဖုတ်အဲ့လိုဖုတ်တာကလေဒီစားရဲ့အပူချိန်ကငပိရဲ့အတွင်းသားထီကိုရောက်တဲ့အတွက်သူကအတွင်းသားထီကိုကျက်သွားတာအဲ့လိုဖုတ်မှပိုစားကောင်းတာဒါပေမဲ့တချို့ကမေးတယ်ငပိကိုစားကတ်လိုက်တော့တဲ့ပုံငံသွားမှာပေါ်တဲ့ဟုတ်ကျွန်တော်ရှီကငပိရကြတော့လုံးဝစားမပါဘူးဗျနောက်ကျွန်တော်ရုံးနေတဲ့ဒီရွှေတငါတစ်စိုက်ငပိပေါ့နော်သူကလုံးဝစားမပါဘူးအဲ့တွေစားကတ်လို့ရပါတယ်လုံးဝမငံသွားပါဘူးခင်ဗျာအဲ့လိုမျိုးမီးဖုတ်ပြီးရင်လေစီစိမ်းနဲ့ကြက်သွန်အနီလေးလေးပြီးတုတ်ဆမ်းမလားထမင်းပူပူလေးနဲ့ဒါမှမဟုတ်ရင်အတုတ်တုတ်တဲ့ခါလေးတုတ်စားပေါ့နော်အဲ့လိုမျိုးငပိကိုစားနဲ့ကတ်ပြီးဖုတ်တာပိုစားကောင်းနေတယ်ဒီရွှေတငါတစ်စိုက်ငပိကိုကျွန်တော်ရှာဝေပြီးတစ်ခါလောက်သုံးကြည့်ပါလုံးဝစားမပါဘူးနော်ငပိစစ်အရသာလေးရှည်ပဲဆိုးစင်းမပါဘူးတဘာဝညရဲ့အချိုနဲ့လောက်ထတာပါအားလုံးကျေးဇူးတင်ပါတယ်